ကျက်ဥကိုနေတိုင်းစားရင်တကယ်ပဲကျန်းမာရေးအထက်ကောင်းရဲ့လားကိုလက်စထရောတွေတက်ကုန်မလားအဖြေကထင်ထားလာထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်ကျက်ဥမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ high quality protein အပြည့်အဝပါဝင်လို့ကြွက်သားတွေကိုတိဆောက်ပေးပါတယ်နောက်ပြီးမျက်လုံးအတွက်ကောင်းတဲ့လူထိန်နဲ့ဦးနှောက်မှတ်ဉဏ်ကိုကောင်းမွန်စေတဲ့ကိုလိမ့်ဓာတ်တွေလည်းကျွဲဝပါတယ်နေ့တိုင်းစားပေးရင်တနေ့တာလုံးပိုက်ပြည့်စေလို့ဝိတ်ချနေတဲ့သူတွေအတွက်လည်းအကောင်းဆုံးပါတယ်လူတော်တော်များများကြောက်နေတဲ့ကိုလက်စထရောကရောလေးလာမှုတွေရကျန်းမာတဲ့သူတယောက်ဟာတနေ့ကိုကြက်ဥအလုံးကနေနှလုံးဝင်ထိပုံမှန်စားဖေးတာဟာနှလုံးရောဂါဖြစ်နိုင်ခြေမမြင့်တက်စေပါဘူးဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်အောင်ကြက်ဥကိုနေ့တိုင်းစားပေးလို့ရပါတယ်ဒါပေမဲ့စီငါးကြီးနဲ့ကြော်စားလာမျိုးထက်ပြုတ်စားတာဒါမှမဟုတ်စီနည်းနည်းနဲ့စားတာကပိုကောင်းတယ်ဆိုတာမမေ့နဲ့နော်ကျေးဇူးတင်ပါတယ်။အော်ဒါနဲ့ကြက်ဥစားနေကျွန်တော်လိုအားရှိလာပါလိမ့်မယ်။